ရှာကန်ကလော့ကိုအချိန်နေစိုးနေတဲ့ slot ရဲ့နေရာမှာပြန်လည်မြင်တွေ့ရနိုင်ခြေရှိမလား။ Brazil အောင်မဲ့မင်္ဂလာပါခင်ဗျာ။ FA Brazil ကနေအားလုံးကိုပြန်လည်ကြိုဆိုပါတယ်။ဒီကနေ့ Match 20နေ့က FA ကွင်းကြီးထဲမှာရှာကန်ကလော့တယောက်စာကီနီ dash play နဲ့တူလဘောက်ခဏဝင်တဲ့ကိုကင်တွယ်ဖို့ပြန်ရောက်လာတဲ့မြင်ကွင်းဟာလဘောက်ပရိသတ်တွေအတွက်တော့မျက်ရည်လည်ရလောက်အောင်ကြည်နူးစရာကောင်းတဲ့အခိုက်အတန့်လေးတစ်ခုပါပဲ။ကျောင်းမောင်ခဏဝင်နေနဲ့တူးတူးတည်ကြခဲ့တဲ့ဒီပွဲမှာကလော့ရဲ့အပြုံးတွေကွင်းမိကနေလက်သီးဆော့ပြီးအားပေးတဲ့ဟန်ပန်တွေကိုမြင်ပြေးလိုက်ရတော့လက်ရှိကျဲလေးတွေကြားထဲမှာနေမိုးနေတဲ့လဘောက်တင်းကြီးကိုငါတို့ရဲ့ boss ကြီးပြန်လာပြီးကဲတင်ပေးရင်တိတ်ကောင်းပါပဲဆိုရင်စိတ်ကွင်းအိမ်မက်တီလဘောက်ပရိသတ်တိုင်းရဲ့ရေဘက်ထဲမှာတဖန်ပြန်လဲနှိုးကြလာခဲ့ပါတယ်။ကလော့သာပြန်လာခဲ့ရင်ဘာဖြစ်မလဲမတွေ့ခင်လက်ရှိလဘောက်ဘာဖြစ်နေလဲဆိုတာကိုအရင်ကြည့်ဖို့လိုအပ်ပါတယ်။လက်ရှိ2025-26ဘောလုံးရာသီမှာလဘောက်အသင်းဟာပရီးမီးယားလိ30ပွဲကစားပြီးချိန်မှာ10ပွဲထိရှုံးနေထားပြီးမပေးစရာရဲ့15နေရာမှာတော်လေးရုန်းကန်နေရပါတယ်။အာဆနယ်ကမပေးစရာရယူဖို့အတွက်ရှေ့ကနေတောက်လျှောက်ပေးနေချိန်မှာလဘောက်အသင်းကတော့တည်ငြိမ်မှုလုံးဝကင်းမဲ့နေပါတယ်။စလော့ရဲ့နီးစနစ်တွေကသီအိုရီရကောင်းမှုပေမဲ့ပရီးမီးယားလိရဲ့ကြမ်းတမ်းပြီးအမားမခံတဲ့ရေးစည်းကြောင်းတွေမှာတော့လက်တွေ့အကောင့်ထဲမပေါ်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ရလက်ဆိုးရဲ့အကြောင်းစလော့တယောက်ရာတို့ကနေထုတ်ပယ်ခံရတော့မယ်လို့ထင်ကြေးပေးမှုတွေထွက်ပေါ်နေပါတယ်။ဒါကအဝေလဲခန်းထဲမှာယုံကြည်မှုတွေပြောင်းဆုံးနေပြီးအသင်းဟာမိခိုရာမဲနေတဲ့အနေထားပါ။တကယ်လို့များဘုတ်ပွဲကကလော့ကိုအရေးပေါ်မိသက်သမားအဖြစ်ပြန်လည်ခေါ်ယူခဲ့မယ်ဆိုရင်အဖြေကတော့ရှင်းပါတယ်။တေချာပေါက်ကဲတင်နိုင်ပါလိမ့်မယ်။ကလော့ရဲ့ကြီးမားသောလက်နက်ကနီးစနစ်မဟုတ်ပါဘူး။လူသားဆန်တဲ့စီမံခန့်ခွဲမှုပါ။ယုံကြည်မှုပြစနေတဲ့ကစားသမားတွေကိုရင်ခွင်ထဲထည့်ဖက်ပြီးမင်းတို့လုံနိုင်တယ်လို့ပြောလိုက်ရုံနဲ့တင်လဘောက်ဝင်လေကန်းဟာချက်ချင်းပြန်လည်ရှင်သန်လာမှာပါ။ FA ပရိသတ်ရဲ့အားပေးတဲ့နေရာလေကလော့ကွင်းမှာရှိနေတာနဲ့နှစ်ဆပုံမကျဲလောင်လာမှာကလည်းတေချာနေတဲ့အမှန်တရားတစ်ခုဖြစ်နေပါတယ်။စလော့ထက်မှာနှီးကွေးသွားတဲ့ကစားရန်ကနေပြန်ဘက်ကိုအသက်ရှူအောင်မပေးဘဲဖိအားပေးတဲ့ကလော့ရဲ့ heavy metal ဘောလုံးကစားရန်ကိုချက်ချင်းပြန်လည်ပြောင်းလဲနိုင်စွမ်းရှိပါတယ်။လက်ရှိလူစင်များဆိုတာကလော့ကိုယ်တိုင်ပုံသွင်းခဲ့တဲ့ကစားသမားတွေအများကြီးရှိနေသေးတာမို့သူရဲ့နီးစနစ်ကိုအထူးတလဲပြန်လည်သိယူနေကြမလို့ပဲချက်ချင်းအံဝင်ခွင့်ကြဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့ဟာတာလေးနှောပြီးပြောမယ်ဆိုရင်ဘောလုံးကမှာ EH ရေးသားဟောင်းနဲ့ပြန်မတွေ့ရဘူးဆိုတဲ့စကားတစ်ခုရှိပါတယ်။ဒါကြောင့်ကလော့ပြန်လာဖို့ဆိုတာကလက်တွေ့မှာရန်ကိုခက်ခဲတဲ့အကြောင်းရင်းတွေရှိနေပါတယ်။2024ခုနှစ်မှာကလော့အသင်းကနေထွက်ခွာခဲ့တာဟာအသင်းကိုမချစ်လို့မဟုတ်ပဲသူ့ရဲ့စွမ်းရည်တွေကုန်ခန်းသွားလို့ပါ။နှစ်နေပါအနားယူလိုက်ရလို့အားရင်းတွေပြန်ပြေးလာပြီလို့ထင်ရပေမဲ့အခုလိုပြဿနာပေါင်း16000တက်နေတဲ့အသင်းကိုအလယ်လက်ကာလမှာဝင်ရောက်ကင်တွယ်ဖို့ဆိုတာကသူ့အတွက်အေယာမစိတ်ဖိစီးမှုကြီးတစ်ခုပြန်ဖြစ်လာနိုင်ပါတယ်။ကလော့ဟာလဘောက်သမိုင်းမှာအမြဲတမ်းချစ်ခင်လေးစားခံရမယ်ကနဝင်အင်္ဂလိပ်တစ်ပါးပါ။အခုလည်းရှိမှလည်းလဘောက်ကယ်ဒမီနဲ့ဖောင်ဒေးရှင်းရဲ့တော်နမန်ဖြင့်ဂုဏ်သိက္ခာရှိနေထိုင်နေတာပါ။တကယ်လို့သူပြန်လာပြီးမှရလက်တွေဆက်ဆိုးနေခဲ့ရင်သူပင်မခန့်တီးဆောက်ခဲ့တဲ့ကိုနစ်တာရွှေအောင်သမိုင်းအကြောင်းကြီးအနေငယ်မိမ့်သွားနိုင်တဲ့အအနေကိုသူရွေးချယ်ခြင်းမှာရွေးချယ်ပါလိမ့်မယ်။လဘောက်ပိုင်ရှင် FSC ဟာအမြဲတမ်းရှိကိုပဲကြီးရဲ့စီးပွားရေးသမားတွေပါ။ပြဿနာဖြစ်တိုင်းမြေပြဟောင်းကိုပြန်ခေါ်တဲ့လို့ရမျိုးကိုသူတို့အလွယ်တကူလုံးမှာမဟုတ်ပါဘူး။အနည်းချုပ်အပြင်သုံးသပ်ရမယ်ဆိုရင်တော့ကနဝင်ရဲ့ပွဲစဉ်မှာကလော့ကို FA ကွင်းနဲ့ပြန်လည်မြင်တွေ့ရတာဟာရုပ်ရှင်ကားတကားလို့အင်မတန် romantic ဆန်လွန်လာပါတယ်။ဒါပေမဲ့သူသာတကယ်ပြန်လာခဲ့ရင်စလိုင်းလာအောက်ကရရန်နေတဲ့လဘောက်သမားကြီးကိုပြန်လဲတက်မှတ်ပေးနိုင်စွမ်းကလည်းရိုင်းနှုံးပြည့်ရှိပါတယ်။ဒါပေမဲ့ပကတိအရှိတရားရတော့ကလော့ဟာအသင်းကိုလွမ်းဆွတ်တဲ့ဧည့်သည်တော်ကြီးတယောက်အနေနဲ့သာ FA ကိုလာရောက်လေးရှိမှာဖြစ်ပြီးမန်နေဂျာထိုင်ကုန်ဘော်ကိုပြန်လည်ရောက်ရှိဖို့ဆိုတာကတော့ပရိသတ်တွေရဲ့လှပတဲ့စေကွင်းအိမ်မက်လေးတစ်ခုတသက်တာဖြစ်နေဖို့ရန်ကုန်အများဆုံးရှိနေကြောင်းသုံးသပ်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။အဲ့တော့လဘောက်ဖန်ကြီးကိုရဲ့အမြင်ကဘယ်လိုရှိလဲအောက်ကကွန်မန့်မှာဆွေးနွေးပေးခဲ့လို့ရပါတယ်။